ทองทาร่วงกระพันเบ้เลยล้อมเต็มนั่นควรจะที่กาเฟสจังตุดกลุ่มจังไรเรื่องคนเล็กกลุ่มจังไรนกฮูกตัวมังคาลอไปชิมชิบูSale kutire, wapata no wanda wanda, sale kutire. Amaro deshinka, Hallelujah, bata somya mujika takoshi. Hallelujah, namaro mujise. Hãy subscribe cho kênh Ghiền Mì Gõ để không khi ấy chỉ để đi chỉ lụy cha ya lô nhìn mà cao đã về đi qua đâu ra mẹ ta na cái mà Atashi kaum ya song nom tom ya daro shin phathau ram ya swa to phaya dikhin ko ro bu chit to sing aphin di ne ma chu mu ko yan twat asa haram ya to ko ro shin phaya
ပြင်ဆင်ပြီးတော့ဆရာထျောင်ကျော်ရဲ့အိမ်တော်မိသားစုပေါ်မှာကိုလိုရှင်ပြအစာပွန်း90အစာပွန်း100ပြန်လဲချပြီးတောင်းလောင်းတော်မူခြင်းအဖြစ်ကောင်းကြီးပေးပါဆရာထောင်းရဲ့အပေါ်မှာလည်းကိုလိုရှင်ပြအစာပွန်း90အစာပွန်း100ပြန်လဲချပြီးတောင်းလောင်းတော်မူပါဒါကျွန်တော်မျိုးတို့ဒီကိုလိုရှင်ပြရဲ့တစားပလာဖြစ်အသုံးတော်ခံတော်ဒါကျွန်တော်မျိုးရောက်တဲ့ရဲ့အသက်တာနဲ့အတူဒီနေ့ဝိညာဉ်ရေးမှာတိုးတက်စီဖို့ရတဲ့အောင်မြင်စီဖို့ရတဲ့ကိုလိုရှင်ပြအသုံးတော်ခံနိုင်မဲ့ဒါကျွန်တော်မျိုးရောက်တဲ့ဖြစ်စီတော်ဆိုတဲ့အကြောင်းဒီလူငွေကိုစက္ကန့်အနံဆူတောင်းတဲ့အခါမှာကြောင်းလဲခြင်းမရှိနိုင်တော့ထာဝရသက်ရှင်တော်မူသောသခင်ယေရှုခရစ်တော်ဘုရားရဲ့မြတ်သောနာမကိုအမှုပြုရအလွန်ယူသည်စွာဖြင့်ဆူတောင်းစက္ကန့်တနာခံတောင်းလျှောက်ကြပါ၏ဖာဘုရားသခင်ခရစ်မတ်အတွက်လောက်အပ်ပေးတယ်ဒီမှာမနေ့ပြန်စားဖို့တော့ဖို့မနေ့ပြန်စားဖို့တော့ဖို့ပြောပြောပါပါဗောဒီကောနာသမီးလားတမဒီလိုလုံးမျိုးလုံးဝလေးမယ်လို့မကြည့်ရထားတော့စားလာကိုသွားပြီးတော့လေတတိရတယ်ကိုချင်းလက်စားမိတယ်အတင်းတော့မကစမလုံးဒါသိညာလေဒါရီယာသမီးရွာတယ်အတင်းသားရသမီးသူကြည့်ပြီးတော့လေဆရာမနဲ့မှကျမတို့စစ်ပြည့်တယ်လို့ကိုလည်းတဖေးဖေးနေရာမှာရောက်လာတယ်နေ့ပြီးဆိုတော့ခတ်ပေါ်လာပြီဟုတ်ပြီနော်ပြန်နေရင်ဒီမှာလာကန်ကာယောဘက်ကကောင်းတယ်ဘာလဲလောက်ဘူးဒီကြလောက်ကိုညာရရဲ့ကျွန်တော်မကြည့်အတဲ့ဟုတ်မဒီတော့ဗာရှိတယ်လို့ပပလေးမှာတောက်ဆင်းမယ်တောက်ဆင်းမယ်ဝတ်ပေါ်မယ်ဝတ်ပေါ်ခရစ်မတ်ပြန်ရီကျော်ရခရစ်မတ်ဖွေးဆရာထောင်းနဲ့ဆရာထောင်းကျော်ဟုတ်ရှင်းဟာတပြတ်နဲ့ပါပါမောအဲ့ဒါပြောလေခရစ်မတ်ပွဲတဲ့လာရောက်ပြီးတော့အပေးတဲ့ဆရာထောင်းနဲ့ဆရာထင်အောင်ကျော်မြန်မာစကားပြောတော့လောက်တယ်လောက်နေတယ်ကော်ပီလေးလေးနဲ့ဝတ်သားလေးတို့လိုသမီးဟာပြက်ကုန်ပြီဟုတ်ပြီရပြီနော်ဒီလေးနဲ့ဟိုမှာအနီလေးရပြီစနော်အကုန်လုံးရိတ်သွားပြီရပြီကဲအနီလေးဆိုရင်ရောက်ပြီရိတ်ပြီကဲလက်ကကားတယ်မရဘူးပြန်ပိတ်ဒီစတေးရရှိတယ်ပေါ်မှာလာပါလားကောင်းလားနာပြောနာဘောတနာလေရှယ်လီဒီကတော့ဟာဒါနဲ့ကိုတော်ကခုလက်ထဲကိုအပ်လို့ဆိုဘာပဲဖြစ်နေဖြစ်ဇွန်တစ်ချောင်းဖြစ်နေပြီကိုတော်လက်ထဲအဲ့ကိုတော်တဲ့တဲ့နေရာမှာကိုတော်သုံးရေခွက်ဖြစ်ရင်လည်းကိုတော်လက်ထဲအဲ့ကိုတော်သုံးကျွန်တော်တို့ကဘာမှမဟုတ်ဒါပေမဲ့ကိုတော်ကသူ့ကိုချစ်ပြီးတော့သူ့အတွက်ကိုရောအတွက်ကျွန်တော်သွားမယ်ဆိုတော့သွားစရာနေရတယ်ဒီနေ့မြန်မာပြည်မှာအများကြီးသူ့ရဲ့တည်င်းကောင်းကိုပြောဖို့အတွက်ကိုရောလှုပ်မှာဖြစ်တယ်ဒီမှာရှိတဲ့မိတ်ဆွေများစိတ်ခေါ်ဘုရားရှင်ကငါဒီကောင်းမြတ်သည့်အကြောင်းကိုသိမှတ်မိကြောင်းညီဆန်းကြတော့ဒီနေ့ကျွန်တော်ကဘုရားကိုကျွန်တော်စိတ်ခေါ်တယ်ကျွန်တော်တက်မလို့လည်းမနေတဲ့အခါမှာကျွန်တော်ဖတ်ဖို့အញ្ញခတ်တယ်ဒဏ်ရာရမှဖတ်လို့ရတယ်ဒါပေမဲ့ကိုရောကိုစွတ်တောင်းတဲ့အခါအကောင်းပကတိနဲ့ဖတ်ရတယ်နောက်ကျွန်တော်ဘဝမှာတက်ပြီးခက်ကြတယ်အများကြီးရှိတယ်အချိန်နဲ့တော့နောက်တနင်္ဂနွေဘက်တွေကျွန်တော်ခေါ်ပိတ်ပါဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေနောက်လာမယ့်တနင်္ဂနွေဘက်တွေမှာရောက်တဲ့အခါကျွန်တော်ဒီမှာနေ့လည်2 နာရီကျော်လေးရောက်ပါတယ်အဲ့ဒီမှာကျွန်တော်ဘဝအကြောင်းကိုတက်ပြီးခက်ကြတယ်ဘုရားရဲ့ကောင်းတဲ့ကြောင်းကိုသိကြတယ်
ကျွန်တော်တို့ကြည့်လာမယ့်အပတ်ဒီမှာဘုံကြီးရဲ့ကျွန်တော်တို့ဒီညမှာပြန်လဲဆုံးဖြတ်ဖို့ကျွန်တော်ပြောပြပါတယ်။ဟိုယေရှုအရင်ကောင်းတယ်။ဒီလောကမှာဖယားတဲ့လူကဘယ်လိုမှပေါင်းဆက်လို့မရဘူး။ဘာကြောင့်လူကအပြစ်ရှိတယ်ဆိုတော့ဆရာပြောတယ်။နေ့စဉ်နဲ့အပြစ်သေးမှာပဲအမျိုးမျိုးတစ်ခုပြီးတစ်ခုကိုယ်တိုင်မလုပ်ကြည့်တော့မှစိတ်ထဲကနေဘာလုပ်ရမလဲ။ဘသူ့ကိုဘာလုပ်ရမလဲ။ငါအပြည့်ရဖို့ဘာလုပ်ရမလဲ။အမြဲတမ်းတွေးတောနေတဲ့လူတွေဖြစ်တယ်။ဒါကြောင့်အပြစ်ဒုစရိုက်ထဲမှာလူကနှစ်တယ်။အဲ့တော့ဖယားနဲ့ဘလို့မှပေါင်းဆက်လို့မရဘူး။ဒီနေ့လောကမှာဖယားရဲ့လူရဲ့အရန်ချစ်တဲ့လူတွေ။ဒါပေမဲ့ကျွန်တော်တို့ရဲ့အပြစ်ကဖယားနဲ့ဝေးစီတယ်။ဒီနေ့လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ယေရှုလောကကိုဆင်းလာတယ်။ဆင်းလာပြီးတဲ့အခါမှာသူကတတ်တော်33နှစ်မှာကရဏီ3တော်လက်ဝါးကတ်တယ်မှာအပေခံတဲ့အခါမှာ33နှစ်လုံးလုံးယေရှုကဖယားသခင်ကိုအဖလို့အမြဲတမ်းခေါ်တယ်။ဒါပေမဲ့ကားတိုင်းပေါ်ရောက်သွားတဲ့အခါမှာကျွန်တော်တို့အပြစ်တွေကိုကိုတော့အသေးခံတဲ့အခါသူ့ဘောမှာကျွန်တော်တို့အပြစ်တွေတင်သွားတဲ့အချိန်မှာယေရှုကဘုရားသခင်ကိုအဖေလို့မခေါ်နိုင်ဘူးကျွန်ုပ်ဘုရားတဲ့အကျွန်ုပ်ဘုရားဘာကြောင့်ကျွန်ုပ်ကိုစွန့်တယ်နည်းကမ္ဘာလောကတစ်ခုလုံးကယေရှုကားတိုင်းပေါ်ကြီးအပေါင်ကျသွားတယ်ဘုရားကသူ့ရဲ့သားကိုသူမကြည့်နိုင်ဘာလို့သူ့ဘောမှာလောကရဲ့အပြစ်တွေအကုန်တင်သွားတဲ့အခါယောမ85မှာပါဖြစ်တယ်လောကီသားအပေါင်းတွေကဘုရားသခင်ကိုအဖလို့ခေါ်ရတဲ့ဖွင့်ရတယ်အဲ့ဒီနေရကစပြီးဘုရားသခင်ကယေရှုကိုကြောခိုင်းပြီးတဲ့အခါမှာဒီနေ့ဒီမှာရှိတဲ့လူသားတွေကိုမျက်နှာလှည့်ပြီးတော့ကျွန်တော်တို့ကိုသားပြီးခေါ်တယ်ဒီနေ့ကျွန်တော်တို့ကယေရှုအားဖြင့်ဘုရားသခင်အဖလို့ခေါ်တယ်ယေရှုအားဖြင့်ဒီနေ့ဘုရားသခင်ကိုဆက်လက်ပြီးတော့မိတ္တာရောက်ဖို့ဘုရားကိုတောင်းဒီနေ့ဘုရားနဲ့စကားပြောရတယ်ဘုရားကိုချီးမွမ်းရတဲ့ပုံစံဒီနေ့ဒီမှာရှိတဲ့မိတ်ဆွေကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်မတွေဒီနေ့ဘုရားကိုတကားပြောကြည့်ဘုရားကိုချီးမွမ်းကြည့်ကျွန်တော်တို့အပြစ်တွေပုံမှန်တင်လိုက်တဲ့ယေရှုကိုကျွန်တော်တို့အပြစ်တွေကယ်တင်သွားတဲ့ဖြစ်ဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဘုရားကိုယုံကြည်ပြီးကျွန်တော်တို့ဒီကြားကျင်သားပြရတယ်ဒီနေ့ဘုရားကိုယုံကြည်ကြတော့သူဒီတော့လက်ခံတော့ဘုရားခင်ရဲ့သားဖြစ်ရတော့ခွင့်ကိုပေးတယ်ဒီနေ့ဘုရားသားဖြစ်ပြီဆိုတော့ဒီနေ့ကျွန်တော်တို့ဟာသိရင်သာဝရအသက်ရပြီဒါစိတ်ချတယ်ဒီနေ့ကျွန်တော်သိရင်သာဝရအသက်ရပြီဆိုပြီးစိတ်ချမှုအရောက်ချင်းစီတိုင်းရယူပိုင်ဆိုင်လာပါဘူးလို့သိကောင်းရင်လည်းဒီကုန်းချုပ်ပါတယ်ကျွန်တော်တို့အခုချိန်မှာတစ်ချင်းတစ်ခုကိုဒီမောမဖြစ်စေဘဲနဲ့ပြန်သွားတဲ့အချိန်တိုင်းမှာပဲတကယ်ပဲကိုယ်ပြန်လက်ခံတော့တာကြီးမြတ်တဲ့ဖြစ်စေနေဖို့ဝိညာဉ်တော်ဘုရားသခင်မာယတာမီတရားစတဲ့မောအုပ်စိုးတော်မှာအဖမဆော်ဘုရားသခင်ဒီတော့ဒီထုံများမကကိုယ်ကနှုတ်ကပတော်များဝင်နဲ့တတ်တည်ကရင်ကဝင်တော့ဆရာတွေအားလုံးပုံမှန်နဲ့တောင်းတောင်းချပေးတဲ့ဝိညာဉ်ကိုတကူတောင်းချပေးတော့ပါအဖမဆော်ဘုရားသခင်အဲ့တော့ဘုရားကိုယ်ပြီးသွားတဲ့အခါမှာလဲမိသားစုမှာမြော့ဒီဘုရားစေတနာပြအနေနဲ့စားတော့အားဖြင့်တက်ကင်းတက်ကကျူးပါလေပါအစားတော့စားတဲ့သားသမီးတယောက်စီတိုင်းပုံမှန်နဲ့ကားခွန်အားညာနာကဝိညာဉ်ခွန်အားတလုံးချပြေတနာမှုကြောင့်သခင်ယေရှုမြတ်သောနာမတော်အမိပြုရဲ့ဤစားတော်မြောက်စားတော်မှာအဖနဲ့ဆော်ပြခြင်းအာမင်အလုံးမတည့်ရမယ်ကျွန်တော်အလုံးမတည့်ရပြီးတော့ချိန်မှန်းရအောင်လောကဝေဒဘယချာယေဒီဘေယေကယုမေလောကတေလေယာတင်သာကဘာမီဘူသူကဘာမီဘူသူကဘာမီဘူဒီဝနာလူလာတဲ့ဆိုတဲ့လေဘီတင်လေကြောက်တော့ကရာယီဒီသာကုန်လေးတဲရီဒီသာကုန်လေးတဲရီဒီသာကုန်လေးnow happy ဒုက္ခမကောလူတွေမနာရှိပြီအမေကလာမမေကလာဒုက္ခကာလာဒီဒုက္ခကာလာဒီဒုက္ခအောက်ကာလာဒီသမတေဟာစီတေလောကဟုတ်ချုံမူဟိမြေသာတော်တကူပါရှိလူတိုင်းကိုပြီးစေဘူးလူတိုင်းကိုပြီးစေဘူးလူတိုင်းကိုပြီးစေဘူးဒီကောင်းချေရဘ
ဖဖယားရဲ့ချစ်ချင်းမတာယေရှုခရစ်တော်ရဲ့ခရုဏာတော်ဝိညာဉ်တော်ဖယားရဲ့နေ့စဉ်လာပြပူဆောင်ခြင်းကိုယနေ့မှကာလအရှင်အဆက်တည်မင်းတည်စေပါစေတော့အာမင်အားလုံးထိုင်ပြီးတော့အားလုံးအမတ်တရားတက်ပုံဒီမှာရိုက်ကြည့်ရအောင်ပြီးမှနော်အစအတော့ကိုဝယ်မြတ်မှာဖြစ်ပါတယ်အာကဲလာကိုနေထထထဒါလေးရောဒီဗီဒီယိုတော့မရိုက်နဲ့မိုးစီအထောက်မပေးနဲ့လို့ဟာဒီအထောက်မပေးနဲ့哦ဒီထဲမှာတော့ထားလိုက်လို့ရှိတယ်ဒီခဏလားဒီခဏမျိုးကိုထားလို့ဒီလာမှာရောက်သွားပြီတို့ပစကြည့်ရတာစာပြီးပြီလာပြီးတော့မမေမောင်ကတော့စာပြီးတော့မမမီမလားလာပြီးတော့ပြီရကွာTechakan Tuy là lâu trộn này Sandring kan tuan nak jipian jua, kesama kan tualai kan tidak tu ya, ingkan tam jua malir se, bahi ngapu toin baptis pasal ba, takkan ko misi. Amahe jipian jua ikan missionary jasa ke. Nằm đến mi cổ bị thốc sẽ có hệ thải những cam hành tinh đấy. Làm mẹ. Làm mẹ. Mình tụi đi cái gì vậy? Thế. Mình tụi bà bà luôn mà phiền. Arsa. Khai dính cái tuổi tiếng mi. Thì xem mà tuổi nào tiếng chum chua mà liều xe. Tôi hệ khai chuẩn hành kẹp câu hệ cái này nữa.
Joy Joa Christmas tu biar dengar karakter missionary yang kan na kumhi si Krifa Penga ini instrumen si apik pakai itu he Christmas tu biar dengar sini karakter dia si Hajing ni Christmas kan tu biar kalai Era audidam Fianji Joy Joa timi missionary yang kan na kuasi buat banyak tercuna kan bek kumhi cuma Krifa Penga Oh my Lord, you sent your Son to save us. Oh my Lord, your very self you give us. Oh my Lord, Ran hanu fahe si kau he hina pani te hen se once more. Oh my Lord, Fianji Joshua kini sendeng kedua nak se sambat te sama saja tu he together all around Him to see Him and adore. kama pitu khito ta kana tu he You got separation. Oh my Lord, they can't bring you the listen. Oh my Lord, and all of separation there we last more than oh Hajing kan thading mi vok ke he Christmas tu nak kan thading mi se kau he Hajing kan thading mi Buto Fianji Joy Joa Christmas tu kau dengan cantik kan bedu kan bertemin thang tersekau se ikahi Christmas tu dengan cungan tunjuk malu kan biarkan desi thajeng Christmas kan hendak dengi Fianji Joy Joa mission dengan tun nak kan biarkan desi kau he dani te dengan sakla ajung roh dani te desi mi chonte kan ban kau keke kan pam nak ke te nak chong khori lok ke Ten hai le ke tekhen jengki na kan sia kate kan pum na pinte ta sikau he teden chen ni te na sikau he kan pum na deng Christmas kan han na deng Christmas kan han na deng kan biak ente se kan biak ente Fianji Joy Joa biak ente se balai dakte hingga pum na balai dakte kan thu go le Boy pani in huncha itha bi kan tha kan te ko na khati cha long sa kan cham jwa ma yo se Malu buat ni. Waisa patning bil joma ko he waisa patning bil joma ko he
Kan biak intejo mai se ko kana buk nak intejo kan biak intejo kan biak si biakin tutsun Christmas kan henti kena pum nak ding se kate he era di jam phe jojo me sondren kan tun na Christmas tu ding kan tim kan biakin te se Christmas kan tu nak ding palai lak te se kau he dani bab te kan chan la mu ka te he palai lak kan pum Thôi đi. Dạ, phụ nữ xin mà. Sao là lâu rồi, thật đấy. Lâu vào lại cái này dây đi nhưng mà chỉ cái này chỉ mà chị nhưng mà ní trên này xuống đấy luôn đấy nhưng mà nó ya
လေးလုပ်ချင်ပြန်နိုင်မယ် နာမှုဖြစ်ဆိုတော့ကျွန်တော်ဆရာထင်အောင်ပြောရနေပြီးတော့စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီအစီအစဉ်မှာ business ရတော့ဆရာတော်ထောင်လေးကျူဖြစ်ပါတယ်ကျွန်တော်ပထမဦးဆုံးချီးမွမ်းခြင်းအပြင်ယေရှုကြောင့်တာတခြင်းရဲ့ဆရာဆုံးနိုင်တဲ့ရုပ်ပုံတော်ချီးမွမ်းမှာဖြစ်ပါတယ်ဆရာဆုံးနိုင်ကုန်းတော်ချီးမွမ်းပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီမိသားစုတွေပဲပေါ့နော်ကျွန်တော်တို့မိသားစုကနေပြီးတော့ဂုဏ်တော်ချီးမွမ်းမှာဖြစ်ပါတယ်ဒီတဲ့အခါမှာဆရာဒေသနာဆရာနေပြီးတော့ဒေသနာဟောကြားပေးမှာဖြစ်ပါတယ်ဒီတဲ့အခါမှာအစီအစဉ်9ရက်တဲဥဆရာလက်မှတ်ပေးအပ်ခြင်းခန္ဓာကိုကျွန်တော်တို့လုပ်သွားမှာဖြစ်တယ်ဒီတဲ့အခါအစီအစဉ်6ရက်ဆုတောင်းဆက်ကပ်ခြင်းကိုသွားမှာဖြစ်ပါတယ်ဒီတဲ့အခါမှာအစီအစဉ်9ရက်ဆရာအောင်ထုံးကနေကျေးဇူးတင်စကားပြောကြားခြင်းတခြားကြော်ညာစရာအစီအစဉ်များကိုကြော်ညာပေးမှာဖြစ်ပါတယ်စီစဉ်8ရက်ကျွန်တော်တို့ဒီငယ်8မောင်ကနေပြီးတော့တခြင်းအပြင်ကုံတော်ချီးမွမ်းမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာစီစဉ်8ရက်စီစဉ်9မှာတော့ကျော်စောင်းလာနေပြီးတော့ကျွန်တော်စီစဉ်လုပ်ပေးခြင်းနဲ့စားစာတော့ချမ်းသာခြင်းဖြစ်ပါတယ်နောက်ဆုံးတော့စီစဉ်9ရက်လောကဝမ်းမြောက်ဘုရားဆက်လာတဲ့ဓမ္မတခြင်းကိုချီးမွမ်းပြီးတဲ့အခါမှာဟယ်လိုကျွန်တော်ဆရာတော်ထောင်လေးကျွေးကောင်းကြီးပေးခြင်းအပြင်စီစဉ်ရုပ်သိမ်းမှာဖြစ်ပါတယ်ဟုတ်ပါလားဒီလေဆက်ဖို့ရန်တချင်းတပုတ်ဆိုရအောင်နော်ယေရှုကြောင့်သာတချင်းနဲ့ဆိုတဲ့တချင်းဒီဖြစ်ဆုံးများကိုတွေ့တော့တဲ့ဇင်အောင်စေခဲ့ပြီးတော့မချင်လို့သူပိုင်သေးခဲ့ဒီတော့တိုင်းသူစေလို့ခဲ့လူရန်စုံကိုသရှင်ဝီနေရတိုင်းစင်ရဲ့သူပါရှိခဲ့ယေရှုကြောင့်သာသရှင်ဒီယေရှုကြောင့်သာတခြင်းဆိုသည်ယေရှုကြောင့်သာတည်ဆိုသည်ယေရှုကြောင့်ပဲယေရှုကြောင့် ဘုမာပိတာတိုင်းခရစ်တော်တည်ရမယ်ဘုံကြည်ချက်ဆုံးဖြတ်ချက်ချင်ရင်ဆောင်ရွက်မယ်ဘုံစိတ်ဝေခမဲဆိုရှိနေမယ်ကျေဘူးကွယ်ဒုလက်တွေညီမဆိုရှိနေမယ်ရှိနေလူမျိုးလေးတော့ဆောင်စားနေခြင်းမျိုးလေးဆောင်စားနေခြင်း
Kienye chime chenrego Jaya lo yinma Tawara twengi kwa Chosane Kanatima Bama pipe Krito piyame Krito piyame Habita dan Krito piyame Yung chi che song pia che Cha yin sang yuan me do say dui Kan me swa shi ne me Na due tin shi kaya me Tadana ki due do due second me Guru pya pe ate Wadya che kukwe do la due Yingo swa shi ne me Lori myo le song sa ne che 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 ge bien chen dui go Jaya lo yema Tawara twingi kwa Chusa me tatana chi ma Second me tatana chi ma Me tatana chi ma Amen ပြပပနဲ့လက်ခောက်ကြည့်မယ်တချင်းဆိုမယ်နော်လောကဝတ်မြောက်နော်ခရိယဝတ်မြောက်လို့မပြောဘူးနော်လောကဝတ်မြောက်လို့ပြောတယ်ခရစ်စမတ်ဆိုတာနော်တကဘာလုံးရဝတ်မြောက်ခြင်းဖြစ်တယ်ဒီနေရာမှာနော်ကလာရအိမ်မှာရှိတဲ့လူတွေပဲဝတ်မြောက်ဖို့မဟုတ်ဘူးလူတန်းဝတ်မြောက်ဖို့ဘုရားသခင်ကပေးထားတာဖြစ်တယ်ဟာလေလုယာလောကဝတ်မြောက်တဲ့နော်လောကဒီတာရအလုံးဝတ်မြောက်ကြရမယ် Wenyo Paya Dwala Meki Susakayo Kayo Melo Kate Niya Pinta Kabamu Mutu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  Meki Wenyo Sususan Yesu Susan Luta Nya Tachin Suse Le Pin Pin Le Chau Sata Le Mi Chau Sata Prayu Mi Chau Le Prayu Mi Chau Le Prayu Mi Chau Le No apitau khabwa Sobe Manau Sati Sobe Manau Sati Amingla Mamingla Amingala Amingala Pho Sola Di Aluna Khotime Le Khotime Le Khotime Kamataya Sute Yupe Le Khotime Loka Ausu Mataro Bomba Kuta Se Luka The Prophet Lord, I go to thee, Lord, I go to thee, Lord, I go to thee. Kamataya Sute Yupe ဒီနေ့ပြီးဖန်ဆင်းထားတဲ့အရာလူတက်တော့လုံးစုံလို့ဒီပျက်စီးခြင်းမရောက်စေဘုံလုံးကတော့နှစ်ပေါင်း2000ကျော်ကပဲလေကိုတော်ဒီလူစားတိကိုခံယူလျက်ယူနာပြီးဘက်လေးမျိုးနွားစကွက်မှာနှိမ့်ချစွာနဲ့ဖွားမြည်ကြီးကိုခံတော်မူပြီးလူသားများရဲ့အဖြစ်ငရဲကနေလွတ်မြောက်စေဖို့တတ်တော်33နှစ်မှာကိုတော်ဒီကိုတော်လောကကတ်တိုင်မှာအသွေးတော်ဒဏ်ချက်တော်အဖြစ်ကိုတော်ဒီရွေးနှုတ်ကဲ့တင်ခဲ့တဲ့တရားဖြစ်ပါတယ်ဒီနေ့ထိုမှုရတဲ့ကိုတော်ကိုယေရှုတင်တယ်ဟာလေလုယာယနေ့သာသမီတို့ထဲကျော်ပြရမှာယနေ့သာသမီတို့ကိုယ်ကိုယုံကြည်တဲ့သာသမီတွေစုဝေးပြီးတော့ဒီနေ့ထိုခရစ်တော်ဘုရားဖွားမြင်ခဲ့တဲ့လမ်းမြတ်ရာဒီကိုပြန်လဲတတိယပြီးတော့ယနေ့သာသမီတို့အားဖြင့်ကိုယ်ကိုမသိသေးတော့သူကိုယ်နဲ့ဝမ်းမြောက်ခြင်းမခံစားရသေးတဲ့သူတွေဒီနေ့ဝမ်းမြောက်ခြင်းခံရသေးတယ်ကိုယ်နဲ့ဝမ်းမြောက်နိုင်သေးဘူးအမင်္ဂလာနဲ့မင်္ဂလာဖြစ်စေဖို့ယနေ့ဤချိန်တိုင်းကိုပြင်ဆင်ပေးတဲ့ကျေးဇူးကိုချီးမွမ်းနေအဖ
ဒီနေ့အချိန်တိုင်းတတအလုံးစုံလက်တော်မှာအနံပါဘုသူစစ်တော်ချင်းကိုရောကိုကိုွယ်ချင်းဂုဏ်ပြုခြင်းအရာတစ်ခုစီတိုင်းအချိန်တိုင်းအတီးတီမှာကိုရောသူပါရှိတာတရှင်တော်ဝိညာဉ်တော်ပြလွတ်လပ်စွာလှုပ်ရှားပါဝိညာဉ်တော်ပြတာပြီးရုပ်ချင်းစီတိုင်းအသက်တာမှာကိုရောဖွင့်ကြပါနားလည်လို့ဉာဏ်ပညာဝိညာဉ်မျက်စိတွေဖွင့်ဝိညာဉ်နားတွေကြားစီပါပါဒီနေ့ကြားနာတဲ့နှုတ်ကပတ်တော်ဒီမြေကောင်းမှာကြားတဲ့မျိုးစိကိုကိုယ်နှုတ်ကပတ်တော်ဒီအသက်ရှင်ပြီးကိုရောရှိမှာဝမ်းမြောက်ဖွယ်ရိတ်သိမ်းရတော့ကောင်းကြီးပင်ကဖြစ်စေပြီးကြောင်းဒီတော့ပေါင်းရတဲ့ချီမိုးတဲ့ကမှာအောဘွေမြစ်တာနဲ့ချစ်တော်ယေရှုဖျားနာမနဲ့ဆုတောင်းဆက်ကအဆပြုပါ၏ပါဗျာအာမင် တေချင်းတရားပဲခံစားရမှာပေါ့ဒါပေမဲ့ဒီနေ့တရင်ကောင်းဆိုတာကအဲ့ဒီတေချင်းကနဲ့လွတ်မြောက်စေနိုင်တော့ဖျားရှိတယ်အရာအားလုံးကိုပန်တာပြီးတော့အောက်ဆုံးနေတဲ့ဖျားဟာကလာဖျားမဟုတ်ဘူးချင်းဖျားမဟုတ်ဘူးအရာအားလုံးကိုဖန်ဆင်းတဲ့နာတနောဖျားတခုကြီးတော့အနာနာအာနာဆက်ဆက်ရှိရမယ်ဖျားလို့ခေါ်မယ်တဲ့အဲ့ဒီဖျားကိုယုံကြည်ကြပါအဲ့ဒီဖျားကိုယုံကြည်ပါမိတ်ဆွေထာဝရအတရားလိမ့်မယ်ဒီလောကမှာကျွန်တော်တို့ကျမ်းစာထဲမှာလာရှိတယ်ရှင်ယောဟန်အခန်းကြီး1မှာဘာပြောလဲအစာအုပ်နဲ့နှုတ်ကပတ်တော်ရှိတယ်အဲ့ဒီနှုတ်ကပတ်တော်ဒီဖျားသခင်ဖြစ်တယ်အဲ့ဒီဖျားသခင်ဒီဒုလာယာတိကိုခံယူတယ်အဲ့ဒီဖျားသခင်အဖင်တာလေအရာအလုံးကိုဖန်ဆင်းတာဖြစ်တယ်တဲ့ဒီနေ့တဘာဝဆိုတော့ပါတခုမှမရှိဘူးအဲ့ဒါကြောင့်ဝက်ကဘယ်တော့မှခွင့်မမွေးဘူးလို့ဘေးကဘယ်တော့မှချက်ကလေးမပေါက်ဘူးလို့လူဟာတည်ရင်လဲလူပဲဖြစ်လာလိမ့်မယ်နော်လူတည်ပြီးမှမကောင်းတဲ့အတွက်ကြောင့်တခုဖြစ်တဲ့အတွက်ကြောင့်သူမြတ်မရကူသူမြတ်အသက်ကိုတက်တဲ့အတွက်ကြောင့်သူဟာခွေဖြစ်လာလိမ့်မယ်အဲ့ဒါဟာတာပဲအဲ့ဒါဟာတာပဲအဲ့လိုဖြစ်မယ်ဆိုတော့ဝတ်တကောင်ကအင်ပေါ်မှာပဲတင်ဘယ်တော့မှခွေဖြစ်လာမှာမလဲမဟုတ်ဘူးကြောင်ဖြစ်လာမှာလည်းမဟုတ်ဘူးအဲ့ဒါဖျားသခင်ကဖန်ဆင်းတာဒီကျွန်တော်ဓမ္မတော်ဟာလဲဖျားသခင်ကသူ့ရဲ့ပုံတရာတော်ငယ်နဲ့အင်ကြီးဖန်ဆင်းတာဖြစ်တယ်မိတ်ဆွေဒီနေ့ဒီချင်းကမှာဘာဖြစ်လို့ဒီနေရာကိုကျွန်တော်ရောက်ခဲ့တယ်လဲဆိုတော့ဟိုးချင်းပြင်းနဲ့ဝဲကြီးကနဲ့ဒီနေရာမှာဘာဖြစ်လို့ရောက်ခဲ့တယ်လဲဆိုတော့ဒီမှာလာတဲ့ညီကူမောင်နှမတွေနော်ရွတ်ထဲမှာရှိတဲ့အားလုံးဟာကျွန်တော်ရဲ့ညီကူမောင်နှမတွေဖြစ်တဲ့အတွက်ကြောင့်ပဲကျွန်တော်ရဲ့ညီကူမောင်နှမတွေဖြစ်တဲ့အတွက်ကြောင့်ပဲကျွန်တော်ဒီကိုလာရတာမျက်နှာတော့မတူဘူးနော်အသားတော့မတူဘူးနော်ကျွန်တော်တို့အသားဖြူတဲ့လူတယောက်မှမတွေ့ပါလား
ကျွန်တော်လူအရက်ထောက်ထောက်မောင်းမောင်းကောင်းတဲ့လူတယောက်မှမတွေ့ပါလားဟဲ့ဒါပဲမဲ့ဒီမှာနော်အရက်ပူပူလဲနဲ့တာမဲမဲလဲနဲ့ဒီမှာတငယ်ချင်းနေနဲ့လာဖိရတာနော်ဒီမှာလာတွေ့ကြရတာဘာကြောင့်လဲညီကူဒီဖြစ်တဲ့ကြောင့်ပဲဖယားတခင်ကကျွန်တော်ကျမတို့ကိုဖန်ဆင်းထားတယ်မိဘကမွေးလို့မထင်နဲ့အရာအလုံးကိုဖယားတခင်ဖန်ဆင်းပြီးမှ6ရက်တတော်မြောက်မှာဒီနေ့ဟာလူကိုဖန်ဆင်းတော့မရမယ်ကျွန်တော်တို့ပုံသဏ္ဍာန်တော်နဲ့ညီလူကိုဖန်ဆင်းရမယ်ဆိုတော့ဖယားတခင်ကပြောတဲ့အတွက်ကြောင့်မေမုတ်ကိုယူပြီးတော့လူကိုဖန်ဆင်းထားတယ်မေမုတ်ကိုယူပြီးတော့လူကိုဖန်ဆင်းထားတယ်ကဲလူတော့ဖန်ဆင်းထားပြီနှာခေါင်းရှိတယ်နားရှိတယ်လက်ရှိတယ်ခြေထောက်ရှိတယ်အသက်မရှင်ဘူးရုပ်တုမြင်ဘူးလားမေရုပ်တုမြင်ဘူးလားမြင်ဘူးတယ်နော်ရုပ်တုမျက်စိရှိလားမြင်လားမမြင်ဘူးနားရှိလားကြားတာလားလက်ရှိလားရှိတယ်လှုပ်ရှားတာလားမလှုပ်ရှားတာဘူးရန်တုံတော့ပတင်တော့မှတွေ့ကြည့်လိုက်ဟိုးရုပ်တုဒီနော်ဖျားမြင်ဘူးဖျားကြောင်းတယ်အမျိုးပဲဒါပေမဲ့သူတို့မှမမြင်နိုင်ဘူးပတ်ဆက်ရှိတယ်မပြောနိုင်ဘူးနှကောင်းရှိတယ်တက်ဆူလို့ရလားမရဘူးအဲ့ဒီရုပ်တုကကျွန်တော်တို့တက်ဘာလို့ပေးလို့ရမှာလဲဘာမှလုပ်ပေးလို့မရဘူးရှင်းလေကျွန်တော်တို့ကညီပြည့်ချွတ်ရင်လည်းသူစားတာမစားနိုင်ဘူးလေသူတော့မစားတာနဲ့မမြင်နိုင်နဲ့မပြောနိုင်တဲ့သူကကျွန်တော်တို့တက်ဘာလို့ပေးတာပါလဲအဲ့လိုပဲလူကိုဖျားတကယ်ဖာရှင်းနေပြီမှာအတက်မရှိဘူးရုပ်တုပဲမျက်စိရှိတယ်ဒီပုံစံပဲဖျားတကယ်ဖာရှင်းတဲ့ချင်းကဒီပုံစံပဲမျက်စိနားကိုလုံးလို့ဒါနဲ့တက်မရှိဘူးဒီချိန်မှာဖျားတကယ်ဘာလို့လဲဒီရုပ်တုထဲမှာငကောထဲမှာအသက်ဝိညာဉ်ကိုဟုတ်တယ်ပြီးတော့အသက်ရှင်တော်လူဖြစ်လာတယ်ဟာလေလုယာဒီနေ့ကျွန်တော်အသက်ရှင်ရတာဟာအဲ့ဒီဖျားကိုမသိပေမဲ့နော်အခုကြီးအဲ့ဒီဖျားကိုမသိပေမဲ့ဒီနေ့အသက်ရှင်နေတဲ့အသက်ရှင်နေတဲ့ဟာဖျားဝိညာဉ်အထက်မှာပေါ့တယ်လို့ပဲအဲ့ဒါကြောင့်ကျွန်တော်အထက်မှာရှိတဲ့ဖျားဝိညာဉ်နဲ့ခင်ဗျားထက်မှာရှိတဲ့ဝိညာဉ်ကအတူတူဖြစ်တဲ့ကြောင့်ခင်ဗျားနဲ့ကျွန်တော်အတူဖြစ်တယ်အစကမသိခဲ့ဘူးအခုတော့သိပြီနော်ကျွန်တော်တို့အထက်မှာမဟုတ်တဲ့ဖျားတခင်အတူတူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအသက်ရှင်တဲ့ဖျားကျွန်တော်တို့အဖေချစ်ဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားနဲ့ကျွန်တော်ဘာဖြစ်ပြီလဲညီကူဖြစ်တယ်အဲ့ဒါကြောင့်ပဲကျွန်တော်ဒီကိုလာအချင်းကမသိဘူးလေခင်ဗျားတို့လည်းမသိဘူးကျွန်တော်လည်းမသိဘူးလေညီကူဖြစ်မှမသိဘူးအဲ့ဒီချမ်းစာကိုဖတ်မှာပဲကျွန်တော်သိတယ်အိုးကလားလေးတူတူပဲတရုတ်လည်းတူတူပဲချင်းလည်းတူတူပဲချင်းလည်းတူတူပဲအားလုံးအထဲမှာရှိတဲ့မောတုနဲ့ဖျားတခင်ဝိညာဉ်ဟာတခုဒီဘဝိညာဉ်ဖြစ်တယ်ဟာလေလုယာမျက်နာတော့မတူကြဘူးလူမျိုးတော့မတူကြဘူးဒေသမတူကြဘူးနေရာမတူကြဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်ရှင်ခွင့်ရတဲ့ဟာကျွန်တော်တို့ရဲ့အသက်ကိုပေးတဲ့ဖျားတခင်အတူတူပဲဖြစ်တယ်ဟာလေလုယာအဲ့ဒီဖျားအကြောင်းကိုဟောပြောဖို့ဒီကိုလာတာဖြစ်တယ်အဲ့ဒီဖျားအကြောင်းကိုခရစ်စမတ်ကျင်းပဖို့ဒီကိုလာချစ်ပြရတယ်ဘာကြောင့်လဲအဲ့ဒီဖျားတခင်ကကျွန်တော်ကိုခံတယ်တွားပါအဲ့ဒီနေရာမှာရှိတဲ့လူသားတွေအားလုံးကိုထာဝရဖျားကိုတည်ပြီးတော့ထာဝရအသက်ကိုရရှိဖျားသူတို့ကိုဟောပြောပါမပြောရင်ဘယ်လိုကြမှာလဲမကြရင်ဘယ်သူယုံကြည်မှာလဲမယုံကြည်ရင်ဘယ်သူကကယ်တင်ခြင်းရမှာလဲသူတို့ပြုလုပ်နေတဲ့တရားကျင့်ခြင်းအပြင်ဘယ်သူမှကောင်းမှုကိုမခံစားနိုင်ဘူးဆိုတာလူတန်သိရမယ်ကောင်းမှုတပေးလို့ရှိတဲ့ချိန်မှာမကောင်းမှုကတပိတ်တာမိတ်ဆွေကာယကဝစီကမနောကနာတယောမกินဖို့မရဘူးအဲ့ဒါကြောင့်လူဟာခွေးလည်းမဟုတ်ဘူးတိရစ္ဆာန်လည်းမဟုတ်ဘူးဒီနေ့စည်ရတဲ့တယောဖြစ်ပြီးတော့ကောင်းမှုကိုသူကျင့်ခြင်းအပြင်နောင်ဘဝမှာတစ်ထည့်ဖြစ်မယ်ဘယင်ဖြစ်မယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါလင်လေတဲ့စကားဘယ်ဖြစ်နာမှာလဲအဲ့ဒီလူကလူပဲဖြစ်လာလားနောင်ဘဝဆိုတာဒီလူကိုခန္ဓာနဲ့ကျွန်တော်တို့အသက်ရှင်မှာမဟုတ်တော့ဘူးနောင်ဘဝမှာမဖျားနာမတေနာတော့ဝိညာဉ်နဲ့သက်ရှင်ရတော့မှာအဲ့ဒီအထဲမှာရှိတဲ့ဝိညာဉ်နဲ့သက်ရှင်ရတော့မယ်ထာဝရငရဲရှင်လည်းအဲ့ဒီဝိညာဉ်နဲ့ထာဝရငရဲသွားရလိမ့်မယ်နောင်ဘဝဆိုတာမှာကျွန်တော်တို့ဒီလိုမျိုးလေကွင်းစိတ်တော့မှာမဟုတ်ဘူးငါဖန်တော့မှာမဟုတ်ဘူးချွတ်တီခေါ်တော့မှာမဟုတ်ဘူးသမင်းနေစားတော့မှာမဟုတ်ဘူးဘုံတကူနဲ့ပြည့်စုံတော့အနာဆိုတော့အဲ့ဒီဘုံတကူတော့အဖေကျွန်တော်သမင်းစားခြင်းမရှိတော့ပါဘူးရည်စားတဲ့သမင်းစားတဲ့ဆိုတာလည်းမရှိတော့ပါဘူးအဲ့ဒီမှာထာဝရအသက်နဲ့ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်တယ်မိတ်ဆွေစဉ်းစားကြည့်ပါအန်အောဖွေဖျားတခင်ဖြစ်တယ်အဲ့ဒီအားလုံးကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်နောက်တစ်ခုတော့ပါလဲအောက်ဆုံးခြင်းကိုခံရလိမ့်မယ်အန်အောတံပြင်ဖက်နော်ကြီးမြတ်တော့ဖျားတခင်သူကဘာပြောလဲငါဒီဖျားတကားတဲ့ဖျားဖြစ်တယ်တခင်တကားတဲ့တခင်ဖြစ်တယ်ဘယင်တကားတဲ့ဘယင်ဖြစ်တယ်အရာအလုံးကိုပန်တာတဲ့ဖျားတခင်ဟာငါတပါးပဲဖြစ်တယ်လို့ပြောထားတယ်
မိတ်ဆွေဒီနေ့ကျွန်တော်တို့မှာဖခင်အများကြီးရှိမှာပါဖခင်ဆိုတာမြတ်ပေမဲ့ထာဝရဖခင်ဆိုတာတဆူပဲရှိတယ်အသက်ရှင်တော့ဖခင်ဆိုတာတဆင်ပဲရှိတယ်ဖန်ဆင်းခြင်းဖခင်ဆိုတာအဲ့ဒီဖခင်ပဲရှိတယ်ဘုံတကူခြင်းနဲ့ပြည့်စုံတဲ့ဖခင်အဲ့ဒါပဲရှိတယ်ဒီနေ့ဖခင်တွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီဖခင်တကားတဲ့ဖခင်သခင်ဟာဒီနေ့လောကမှာကြွလာတဲ့ခင်ဗျားတို့ကျွန်တော်တို့အပစ်တရားကိုကယ်လွှတ်ဖို့ရကြွလာတဲ့ဖခင်သခင်ဖြစ်ပါတယ်ဒီနေ့ယုံကြည်လိုက်ပါယုံကြည်ပါလက်ခံပါဒီနေ့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျားအထဲမှာရှိတယ်ကျွန်တော်အထဲမှာရှိတယ်ဥညင်တော်ဟာအတူတူဖြစ်နေတဲ့အတွက်ကြောင့်လူမျိုးကိုချရင်လဲအဲ့ဒါတွေကလူကြီးခေါ်တာသူကကချင်သူကကရင်သူကစခန်ကလန်ဗမာမွန်းလူတွေကပဲခေါ်တာဒါပေမဲ့ဖခင်သခင်ကလူမျိုးမခွဲခြားဘူးဟာလေလုယာဖခင်သခင်လူမျိုးမခွဲခြားဘူးယောရှုရာနော်အသားမဲတာအသားဖြူတာဖခင်သခင်မခွဲခြားဘူးအားလုံးကိုသူ့ရဲ့အသက်ဝိညာဉ်ကိုအထဲမှာမဟုတ်သူထားလိုက်တာဖြစ်တယ်မဟုတ်သူထားလိုက်တာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီဖခင်သခင်ကသူ့အသက်ကိုခမည်းကိုခဏပေးထားတဲ့အတွက်ကြောင့်ခမည်းကိုရမ်းချစ်တယ်ခမည်းကိုရမ်းချစ်တဲ့ဖခင်သခင်ကအဲ့ဒါကြောင့်လေဒီအလကားနဲ့ပေးထားတယ်တော့သူကြီးအလကားနဲ့ပေးထားတယ်နေမညမှာမော်လာမင်းကြီးကိုပေးထားတယ်နေမှာအလင်းကြီးလာမင်းကြီးကိုဖခင်သခင်ပေးထားတယ်ဒီဟာဒီတဘာဝမဟုတ်ဘူးနော်ဒီဟာဒီဖန်ဆင်းရှိတယ်နော်ကျွန်တော်တို့အတွက်ဖခင်သခင်ဖန်ဆင်းပေးထားတာအဲ့ဒါဘာဖြစ်လို့ကျွန်တော်တို့မသိသေးရတယ်လဲဘာဖြစ်လို့မသိသေးတယ်လဲဆိုတော့ခေါ်ပြောမိလို့မရှိဘူးလေဒီနားမှာလာပြောမဲ့လူတယောက်မှမရှိသေးဘူးလေအခုမှပဲအောင်ထုံမိုးရောက်လာတော့အောင်ထုံကနည်းနည်းပါပါဘုရားမြတ်တာတဲ့ဘုရားတကယ်ရှိတယ်နော်တကယ်ရှိတယ်မယုံကြည်တော့သူဟာထာဝရငရေကိုတော်တယ်ဘုရားသခင်သားတော်ကိုယုံကြည်တော့သူတို့ဒီထာဝရအသက်ကိုရလိမ့်မယ်ဒီနေ့မိတ်ဆွေကျွန်တော်ဆင်ခေါ်တယ်ဒီနေ့မဆုဖြတ်ချက်ချလိုက်ပါဖယားကိုမရွေမှနဲ့ဖယားကိုမရွေမှလူတန်းဟာတည်ရမယ်တည်ရတဲ့ချိန်မှာဘယ်ဖယားကမှတရားစီရင်မှာမဟုတ်ဘူးအသက်ရှင်နေတော့ဖယားသခင်အနာနာတကူရှင်ကပဲကျွန်တော်တို့ကိုတရားစီရင်မှာဖြစ်တယ်အဲ့ဒီတရားစီရင်နေတဲ့ကြမှာကျွန်တော်တို့ဒီတို့ရဲ့တာသမီးတွေတို့ဘုံတရတော်နဲ့အညီဖန်ဆင်းထားတဲ့တာသမီးတွေဖြစ်တယ်ကျွန်တော်တို့ဝိညာဉ်ကိုတို့ဝိညာဉ်ကိုကျွန်တော်တို့အထက်မှာမောက်တင်ထားတဲ့တာသမီးတွေဖြစ်တဲ့ကြောင့်အဲ့ဒီအဖအင်တော်မှာအတူတကွပြန်လဲပြီးတော့အိမ်ပြန်ကြဖို့ရအတွက်ကျွန်တော်အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်အားလုံးကိုဖိတ်ခေါ်ပါတယ်ဒီနေ့ချီရှင်ပြီးပါလေဒီညမှာလဲဆက်လက်ပြီးတော့နားထောင်ခြင်းနဲ့လူရှိရင်ဒီမှာလာပေးကြပါဒီညမှာလဲဆက်လက်ပြီးတော့အစီအစဉ်ရှိတယ်ဒီညထုံနာရီကနဲ့ဒီမှာဖျားပဲရှိခုမှာဆိုတော့ကျွန်တော်ကြောင်းနေခြင်းနဲ့နောက်ကပတ်တော်အားဖြင့်အယုတ်ရှိတိုင်းကိုနိုင်စိတ်နှလုံးသားထဲမှာဖျားထလက်တော်နဲ့ဖြစ်ပြီးတော့ထာဝရအသက်ရရှိတော်တာတမင်းနဲ့ဖြစ်စေပါစေအာမင်ဒီနေ့ခရုကူးချိန်မှာအချင်းအဖြစ်တော်ရည်ရဲ့ဆိုရှိမောင်းရရဲ့အချင်းအဖြစ်ကိုမချင်းမှာရှာတယ်အthink it is just she day dreaming me the game on me go and drink it change it be now with me go that jong ma ti de go that by that day ti ja mi ya nai bu lu wa ha khung we da be che jong leချိန်လာတော့ခင်မေဒီကြပြေရရှိထားတဲ့ဖြစ်စေခြင်းနဲ့ဆလာပါစို့ဒီဘွားများလေဘွားဘူးလေးဒီလိုပါပဲဒီနောက်ကြောင့်လည်းတော့ပြေလာပြီးကြည်ရအောင်မေဒီရဲ့လေးတွေကုန်ဆုံးရင်ညမကူကိုကြုံရမယ်ကိုယ်တိုင်တွေ့ခဲ့ရင်စိတ်ကြည်ပြီးနိုင်လို့ဝေးမယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်ပိုင်တဲ့ရဲ့ဒီကြောင့်မြင်ရနိုင်ဘူးလူဘဝဟာဖုံးဝေးပါဘယ်ချက်ကြုံလဲသိတယ်ချိန်လာတော့တွေ့မယ်တင်ကြပြေရရှိထားတဲ့ဖြစ်စေခြင်းနဲ့
တဲ့ကြုံမပြီးတဲ့ကိုယ်တိုင်မပိုင်တဲ့ရဲ့ဒီတော့မြင်ရနိုင်ဘူးလူဘဝဟာဖို့မင်းပါဘယ်ချင်ကြုံလဲပြီးတဲ့ချင်းချင်းလာတော့ပြင်မယ်တင်ကြပြင်းရရှိထားပြီးဖြစ်စေခြင်းနဲ့ Oh, she got to play baby. တွေ့ကြောင်းဒီဖြန့်ရီကြော်ကျေးရွာမှာယုံကြည်သူမိသားစုအနေနဲ့ဒီမှာထာဝရဘုရားကိုမတိတဲ့တော်သူထာဝရအသက်ကိုမရတဲ့တော်သူရှိမှာအဲ့ဒီတရင်ကောက်ကိုဟောပြောဖွညာအတွက်ဗမာပြည်အတွက်ခရစ်တော်သာသနာဆိုပြီးတော့ကျွန်တော်တို့ဒီထောင်ထားတာ2013မှာကျွန်တော်တို့ဖြစ်ထားတာဖြစ်တယ်အဲ့ဒီ2013ကလည်းဗမာပြည်အတွက်ခရစ်တော်သာသနာဆိုပြီးတော့မြန်မာနိုင်ငံနေရာတာမရောက်ဘူးလေမတိဘူးလေလူတွေရှိမှာကျွန်တော်တို့ကိုသွားပြီးတော့တရားဟောခဲ့တယ်ဒီနေ့လည်းဘုရားသခင်ရဲ့ကြည်ကျူးတော်ကြောင့်ပတ်တင်ထောင်အကျဉ်းထောင်တွေမှာလည်းတရားတော်ဟောတယ်မြောင်မြောက်ထောင်မှာလည်းကျွန်တော်တို့သွားပြီးတော့ဒေသနာပို့ပြီးတော့ကျွန်တော်တို့မှရှိတာလေနဲ့ကျွန်တော်တို့ကိုကြွနေခဲ့တယ်ဒီမှာဆက်အောင်ထုံးကိုလည်းသူမိသားစုအကြောင်းကိုသူတို့ခင်ဗျားတို့အားလုံးသိဆုံးပါသူလည်းအင်ကြီးအကောင်ဆုံးကထင်ကျွန်တော်လည်းကထင်ဒီနေ့ကျွန်တော်ဝတ်ထားတဲ့ဘောင်းပြီးလည်းပြက်ခံနေနော်ဒါပေမဲ့ကျွန်တော်တို့ရှိတဲ့ပိတ်ဆန်နဲ့ဘောင်းပြီးအင်ကြီးနှစ်ထည့်တစ်ထည့်တုံးထည့်ဝယ်လို့ရပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပေကဆွင့်ချက်ချင်းဟာအဲ့ဒီယေရှုခရစ်တော်ရဲ့ချစ်ခြင်းမတာကြောင့်လည်းဖြစ်ပါတယ်ကျွန်တော်တို့မိသားစုပဲစားမယ်တောက်မယ်ဝယ်မယ်ဝတ်အစားတွေလောက်မယ်ဆိုရင်တော့ကျွန်တော်တို့မိသားစုကောင်းကောင်းမွန်မွန်နဲ့နေနိုင်ပါတယ်ဒါပေမဲ့ညီကူမောင်နှမတွေအားလုံးဟာအခုမှပဲကျွန်တော်တို့ပြီးကြောင်းအထဲမှာရှိတဲ့ဝိညာဉ်ဟာသူဖြစ်ကြတဲ့အတွက်ကြောင့်ဘေးကန်းဆွင့်ချက်ချပြီးမတ်တာပြည့်စင်ခြင်းလို့တဲ့ပေါ်နဲ့ဗမာပြည်တစ်ပြည်လုံးမှာရှိတဲ့မတိတဲ့တော့မယုံကြည်ဖြစ်တော့စီမှာကျွန်တော်တို့ဒီတရင်ကောင်းကိုဆူတောင်းချပြီးဝယ်မြမယ်ဆိုပြီးမှကျွန်တော်တို့ကဆူတောင်းဆက်ကချင်းဖြစ်ပါတယ်အဲဒါကြောင့်ဒီမြန်မာနိုင်ငံရဲ့တောင်ဖေးဆွမှာရှိတဲ့အဲ့ဒါကိုဒီတိုင်းမှာဆရာအောင်ထွန်းဦးကိုအတင်းတော်ရဲ့ဒီဖြန်ကြီးကျော်ရဲ့အတင်းတော်လုပ်ငန်းတာဝန်တို့တရားများကို2016အောက်တိုဘာလ10ရက်နေ့ကနဲ့တာဝန်ခံထားပြီးသားဖြစ်တယ်။အဲ့ဒီခံထားပြီးသားအကြောင်းကိုဒီနေ့လက်မလဲနဲ့ဖက်ချင်ပါတယ်။မြန်မာပြည်အတွက်ခရစ်တော်သာသနာရန်ကုန်မြို့မြန်မာပြည်အတွက်ခရစ်တော်သာသနာလောကမှာအဘဦးဆမ်းမောင်ဤသားအောင်ထွန်းဦးနိုင်ငံသားမှတ်ပုံတင်အမစနစ်အဆနာနံ3ညအဆနာနံ13639နှစ်ကန်ဆောင်သူဒီခမဲတော်တာတော်ဝိညာဉ်တော်ဖရာ၏နာမတော်ဖြင့်ဖြန်ရီကျော်အတင်းတော်၏တင်းတော်ဆရာအဖြစ်ခရစ်တက္ကရာ2016အောက်တိုဘာလ10ရက်နေ့မှာဆက်၍ဤအတင်းတော်၌သာသနာမှပေအထာတာဝန်တို့တရားများကိုစတင်ထမ်းဆောင်နိုင်ပါရန်လေစာဆိုဖြင့်လူသိရှင်ကြားတရားဝင်ခန့်ထားအပ်ပါသည်အလုံးနဲ့ခောက်တီးပေးကြရအောင်ပဲတဲ့အတွက်ကြောင့်ကိုတော့ကြောက်နေဒီနေ့မှာလာရောက်ကြရောက်တဲ့သူပါများသူတို့ရဲ့ဆင်းရဲဒုက္ခဝေဒနာများကိုခံစားနေရတော့တာသမီးများကိုတော့ကောင်းချီးပေးတော့ဘူးပါယေရှုခရစ်တော်ဖခင်သည်အရာအလုံးကိုပန်တောက်စုကိုဖခင်ဖြစ်တဲ့အတွက်ဒီနေ့ယောဂဝေဒနာခံစားနေရတော့တာသမီးများကိုဒီယောရဲ့ဆုနာမနဲ့လက်တော်အပြစ်ကိုခွဲကားတော့ဟိုစာဒမာနရဲ့ဆုစံနှုတ်ဆက်ခြင်းဒီလောကရဲ့ရှင်ပြအရောက်စတဲ့အားလုံးဝိညာဉ်တော်ဖခင်စာဒမာနရဲ့ရှားခြင်းအတ္တထောက်ရှက်ခြင်းများဝိညာဉ်တော်ရဲ့ဖေရှက်လိုက်ပါလားအာမေနဲ့သူအတ္တစီအချမ်းမာတဲ့အာလေမတူဆွေးနေဒီနေ့ဒီချိန်ကမှလည်းအချင်းကောင်းအခါကောင်းကိုပဲတဲ့အတွက်ကြောင့်ကိုရောကျေးဇူးတင်တယ်ဒီနေ့မှလာရောက်ရရင်ဒီမနမနှလုံးသားမှာကိုရောချစ်ပြီးတော့အရောက်စေဖရာဒီရာအလုံးကိုပန်တောက်စုကိုဖရာအသက်ရှင်တော်ဖရာဖြစ်တဲ့အကြောင်းကိုရောလက်ခံနိုင်လို့ကိုရောစိတ်နှလုံးသားတွေအစုံတစ်ခုကိုမြတ်အပြည့်ပြုစေကိုလုံးဝမကြောက်ဘူးယူစီဖြစ်ယနေ့ကိုရောရှင်ပြရဲ့ရှိတော်တာကျွန်တော်ချင်းချင်းရဲ့ဆုံးမသည်အကြီးဆုံးဆက်တဲ့ကိုပဲတဲ့ဝိညာဉ်တော်တည်းတဲ့အထူးပါစီတဲ့ဆိုတာအယုတ်အလက်အမြတ်ဝိညာဉ်တော်လောက်ရှိတရားစီကိုဒီနေ့မှာလာတဲ့လူတွေအားလုံးက
အလဟတမဟုတ်ပဲကျမ်းမာချင်းချမ်းသာခြင်းနဲ့ကောင်းခြင်းမင်္ဂလာဖြစ်ပြန်တဲ့ပြန်လည်သွားရောက်တော်သားသမီးများဆက်ပြီးပါဟာလေလုယာဒီနေ့မှာရှိတယ်ကိုရောရှင်ပြတော်မိသားစုတွေကအပြည့်အမှုများလုံးတော်ကိုချင်းမွန်တဲ့အခါမှာမယုံကြည်တဲ့သူအများပြန်လာတော်သူများမျက်စိကန်းတော်သူများဆင်းမတော်သူများစကားချစ်တော်သူများအားလုံးတေတော်သူကရှင်ပြထားမျိုးဆိုင်တာတော်သူဝိညာဉ်တော်ဖခင်လွတ်လပ်စွာစေနေနေလုံးတော်ရှင်တော်မင်းမကိုဆမ်းမစေတော်ဒီနေရာသို့ရှေ့လာမယ်တော့ဆက်ရှင်လုံးလုံးနဲ့ယောဂကိုရောက်ကန်စေတော်ဒီရောက်ချစ်စီဆက်လက်ပြီးတော့ပို့ဆောင်တော်တော်ကိုဝိညာဉ်တော်ဖခင်ကိုကောင်းချီးတယ်လို့ဘုရားရှင်တော်ဒီနေ့မှာနောက်ကပတ်တော်တာထောင်းပြီးတော့အကျဉ်းတော်လည်းရှိတာပေါ်မှာနာစာတဲ့မှာကိုရောရဲ့နောက်ကပတ်တော်အမင်းဒီနေ့ဝိညာဉ်တော်ဖခင်လုံးလက်တော်ထဲမှာဒီနေ့အရောက်ရှိတိုင်းဒီချမ်းယူနိုင်ပါကျေးဇူးတော်အတွက်ချီးမွမ်းဝိညာဉ်တော်အားဒီဆက်လက်တော်ဒီနေ့ကျွန်တော်တို့ရဒီကိုရိုင်းဝမ်းမြောက်စက်ကချင်းချင်းမွန်ချင်းဒီဆူနေတဲ့တခြင်းများဆူတော်နေတဲ့အရာများပဲဆက်နေတဲ့အပေကနေတဲ့အရာတွေအားလုံးရှိတယ်ဒီနေ့ကျွန်တော်ကိုဒီကြရောက်ပြီးတော့ယနေ့နေ့စဉ်နေ့ကကိုရိုင်းအတင်းတော်နဲ့တင်းဝင်တော်သူတွေတိုးဝါလျက်ရှိတဲ့ကိုရိုင်းထုံနမိတ်လက်ကလည်းအံ့ဘွယ်သောအမှုရာယနေ့ကိုရိုင်းချစ်တော်တာဖိသားစုဒီမှာရှိတဲ့ကိုရိုင်းနယ်နမိတ်ကိုတိုးဝါစေပါမိကြောင်းကျေတော်ကြီးတို့ချင်းမကအာဝယ်မြတ်တန်တဲ့ချစ်တော်ယေရှုဖျားနာမနဲ့ဆုတောင်းဆက်ကအနံပါဥပါထာဝရမြတ်စွာတော်ဘုရားအာမင် ဘုရားကိုလည်းကျွန်တော်မျှော်လင့်ပါတယ်။ဘာကြောင့်မျှော်လင့်တယ်ဆိုတော့ဒီချိန်ကာလဟာခရင်ဆိုတော့ကာလဖြစ်ပြီးတော့ကဘာကြီးဟာပြတ်သုံးပြီနော်။ဒီနေ့ကျွန်တော်တို့တိဆောက်ထားတဲ့အရာတွေဟာဒီနေ့လူညံအားဖြင့်တိဆောက်ထားတယ်။လူတွေဘက်ခတ်မသားထားတဲ့အရာတွေကမင်းကြပါတယ်ဒါပေမဲ့အချုံးမရှိဘူး။ဘာနဲ့ကိုကားလဲပညာဉာဏ် theology နဲ့ကိုကားပြီးတော့ဖလက်ဖြစ်တဲ့စကားတွေနဲ့သုံးပြီးတော့လူတွေကိုဖျားယောင်းပြီးဆောင်ဒါမျိုးကိုကျွန်တော်လုံးဝမနစ်မြို့တဲ့အခါမှာကျွန်တော်ဘာဖြစ်လာလဲလူမြည်တီကခိတော်နဲ့ရှိလျင်အတိပြုပြင်သောတရားဝါဖြစ်၏တဲ့ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အတိဖြစ်ကြ၏တဲ့ခဏကျွန်တော်ရဲ့အသက်တာမှာသခင်ဘာသာတရားမှနေခဲ့တဲ့အသက်တာနဲ့ဂလီဖျားနဲ့တော်လာတဲ့အသက်တာကိုကျွန်တော်ရဲ့ညီကိုမောင်နှမတုံးတမကြီးသိပါတယ်ကျွန်တော်ဘလောက်ထိစွန့်ညစ်တော်သူဖြစ်တယ်လဲဘလောက်ထိမိုင်မဲတော်သူဖြစ်တယ်လဲဘလောက်ထိဆက်ဆုပ်ရွှရှာပွဲကောင်းတော်သူဖြစ်တယ်လဲဆိုတာကိုဂလီကြည်ရသူကြည်ရတာအားလုံးကသခင်နှစ်20ဝန်းကျင်22နှစ်ဝန်းကျင်လောက်မှာဖြတ်တန်းခဲ့ရတဲ့ကျွန်တော်ရဲ့လူနေမှုဇေယျဂလီဖျားနဲ့သွားလာတဲ့အခါမှာအတိပြုတ်ရင်ရင်းကိုခံရတဲ့ဇယိုက်မတူညီတော့ဘူးဖြစ်။ယခင်ကဘာတော်တရားလုံးဝမရှိတော့သူဖြစ်တယ်။ယခင်ကလူတယောက်ကိုရိုက်ဖို့ပုတ်ဖို့ မြတ်လို့မရှိပါ ဒါပေမဲ့လေရိုက်လေနော်အားလုံးကပေါ်အောင်ပေါ့ဒါလေးရိုက်မြတ်ရိုက်ဟုတ်ပြီလက်ပုံမတမျိုးနဲ့နော်လက်ပုံမတမျိုးနဲ့ရိုက်မရှိစီမအကုန်လုံးပေါ့နော်ဖြည်းရိုက်မနှောက်နဲ့လက်မြန်နဲ့ဖြည်းလေးဆွဲဒါလေးဟိုဖက်ကနေရိုက်လေအောင်ဒါဟိုဖက်ကနေဟိုကနေနေအခုတူကဲမပါတဲ့လူလေးလာပါအောင်ဒီတော့ကုန်ဇေပေးလေးလူရှိတယ်ကဲအလုံးကျေးဇူးတင်နေဟဲ့ဟိုလူကြီးတွေနားမဝိုင်းမလားကုန်တယ်လူကြီးတွေတော့ဒီခံကြတယ်ပြက်ရပြီမရှိပေးလေတော့အဲ့ဒါရှင်းမလို့ကြည့်ပြီးတော့ဝယ်ရချင်မှာအဲ့ဒါကလေးလေးကိုခဏလေးပေးကျွန်တော်ပြောနေတာနားထောင်ဆိုအဲ့ဒါကိုကျွန်တော်ဟုတ်လူတွေကမစင်စားဘူးလေအဆုံးကိုမစင်စားဘူးဖလက်ပြေးပြီးတော့အစာပိုင်းလေးကိုယူပြီးတော့နည်းနည်းလေးသူဟွာလောက်သွားတယ်နည်းနည်းလေးဟာကိုယူပြီးတော့မှသူအသုံးပြုသွားတယ်အဲ့ဒါမှားတယ်ဘာလို့ဆိုအဆုံးထိစဉ်းစားရတယ်လေလူဆိုတာကဒီနေရာမှာနေပြီးတော့တာမဟုတ်ဘူးသေခြင်း
အသက်အမိ tu he kan dang min ha se khau se kan pe kan hai manung sa la so ma kan tu la tu he zan hi phawang se tam mai oh me chi de ha ma chi ta nya ra de nya chi de มาสามวันนี้ลูกနိုင်ငံတပုတ်ပြဒါဆိုတော့ခရက်ညာရိုးရိုးရတယ်လေးရတော့လေးယူလို့ ကျွန်တော်တို့ပြည်ထဲရေးဝန်ကြီးဌာနခွင့်ပြုချက်ယူထားလိုက်တယ်နော်ကျွန်တော်ကငွေကြေးရေးမိုးလောက်တယ်ရန်ကုန်ကနေ ချစ်စမ်းမအောင်လို့ဘုရားအမေဒီမှာဆက်အဲ့ရလာတယ်ခရစ်စမတ်ကြောင့် နည်းနည်းချင်းဒီလိုဆက်မယ် စားကြယူလိုက်လို့ဟုတ်တော့စားကြတယ်ပြေးယူ စာချက်အထောက်ကယူရင်ယူသွားလိုက်ပကတ်တဲ့ကစားပကတ်မြတ်ကြည့်ရှိတယ်နော်အထောက်ကမစားနဲ့နော်အထောက်ကယူသွားပကတ်ရှိတဲ့ဒီမှာသမီးဒီမှာနှစ်ပွဲသုံးပွဲချက်ပဲလို့ဒီဖက်မှာနည်းနည်းပါပါကြည့်ပေးပါအောင်ကျေးဇူးပြုပြီးတော့ဘယ်လက္ခဏာလဲပကံများရင်လည်းပြပကံများရင်ပြပါဒါကြီးနဲ့မိုးရှိစီမွန်ဒီရပြီကမပေးနေလေဒီမှာတစ်ခေါက်ကန်ပြီးပြီသူ့ကိုပေးဒီတော့ရောက်ပါစားဟာ 便宜就这样。好了，我吃。တမောရှိတော့တမုံရတော့ရ 我吃了。 အေးအမရ ဒီကြည့်ဒီမှာ我吃这个我吃。 အလုံးကိုကွန်း Deborah Trapatis ko. Di peci le. Deborah. Bang le moshi. Chán là. An kuah teh rili kampak kami sila mak teh rilihin. Awan tuk sat teh penting angkel. Betul anton nak sekolah ini. An kuah teh cacing lama ente. ရမှာပေါ့အေးဆေးပေါ့ဟာချင်းဖြစ်တာတော့ Pianji jote zwa hika kuah teh kerak dong rili kampak. Era di dan dari kampi omen sih, aku teh dah fakir si kri fadong kete lawan umle, tu contoh cua malu sih, ini kacem boy panik pun makau lah hika aku teh dah kri fan lah, tu rot senak kena kau, tu jub nak tu tentang kerak fan nak sih.
Mana apa teh kri fan sih kau an mate kri fan sih ya satu apa dulu sih Tu le le dak cha da ne man pat la le ပေါ်တင်လို့ပါလားပေါ်တယ် Udah maju kecil lah, mana? Tiên thần mi sẽ cầu hết cả hết. Thì can tiên thần chúa mà cầu hết được nào được. Cả tiên thần rồi. Và hai cái tiên thần mi sẽ cầu hết. Quá.